အားလုံးမင်္ဂလာပါနော်ဒီလာမဲ့နော်ဒီ6လပဲ6ရက်နေ့ပေါ့နော်အဲ့ဒါတော့စောရပွဲစီးတယ်ဟိုအဲ့ဒါတော့ကြည့်ကြမယ်နော်အခြေအနေဘယ်လိုပြည့်မလဲနော်ပြီးခဲ့တဲ့ပွဲကတော့အမနဲ့ဆုံးရတယ်ဟုတ်အဲ့ဒါတော့လာမဲ့ပွဲနော်ဒီ6ရက်နေ့ပေါ့နော်လာမဲ့ပွဲကကြည့်မယ်အခြေအနေနော်အရေတော့ဆိုခဏနိုင်တယ်နော်ဒါမဲ့ပြီးခဲ့တဲ့ပွဲကတော့အမနဲ့ဆုံးရတယ်ဆိုတော့ဒီပွဲကနိုင်လို့ရှိရင်ဝါရိုက်ထိရမလားဆိုတာတို့မျောကြမယ်တို့ကြည့်ကြမယ်အားပေးကြမယ်နော်ရပါစီလို့နော်အမကတော့စုတောက်ပေးတယ်ပေါ့နော်အဲ့ဒါဘယ်လိုပြောမလဲလက်ဝတ်သမားအားကစားသမားတွေကသူတို့ဝါရိုက်ထိသူတို့ကအကုန်လုံးသွားချင်ကြတာပဲလေနော်ပြီးတော့တို့လက်ဝတ်ဝဒနာစေလဲအားကစားသမားလက်ဝတ်သမားကိုလဲနော်ကိုတို့လဲရောက်စိတ်ချင်တာပေါ့နော်သူတို့ရရင်လဲကိုလဲဝါတာတယ်နော်အဲ့ဒါတော့ကြည့်ကြမယ်အချင်းနေဘလို့ပြည့်မလဲနော်စောရပွဲနော်6ရက်နေ့နော်မော်လေးနော်အမအဝေးကနေအပေးတယ်ခလေးကလည်းသဘောတရားကောင်းတယ်နော်စကားပြောတာလည်းအေးတဲ့ထက်မှလည်းပါတယ်နော်โอเคနော်ကြည့်ကြမယ်နော်တကယ်ကြီးတော့နော်